စိတ်ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီတစ်ခေါက်ပြန်လာတဲ့ချိန်မှာစိတ်ကယူဆောင်လာပြီးတဲ့အကြောင်းအရာကတော့ခုလိုနိပညာခေတ်ကြီးမှာတည်ဆောက်ရတဲ့ relationship တွေရဲ့စိတ်ပူစရာအနာဂတ်ကြောင့်ကိုဆွေးနွေးဖော်ပြမှာဖြစ်ပါတယ်အခုလိုအရှိန်ဟုန်နဲ့ပြောင်းလဲမှုတွေမြန်ဆန်တဲ့နိပညာခေတ်မှာဆိုရင်သမီးစားဆက်ဆံရေး relationship တွေမှာချစ်ချင်းမေတ္တာတွေစစ်မှန်မှုတွေဟာမင်းမိန်ပြောက်ကွယ်လာပါတယ်ကာလကြာရှည်တည်ဆောက်ထိန်းသိမ်းထားနိုင်တဲ့ relationship တွေဟာလည်းနှဲပါလာပါတယ်ဆိုတာမျိုးကိုတွေ့မြင်ရပါတယ်ဒီဖြစ်ပျက်တွေနဲ့အတူကွာရှင်းပြည့်စဲမှုနှုန်းတွေဟာလည်းမြင့်မားလာပါတယ်လူတွေဟာ relationship နဲ့ပတ်သက်လာရင်စီးပွားရေးပိုဆန်လာကြပါတယ်ပြီးတော့ social media ပေါ်ကအကြောင်းအရာတွေဟာလည်းချစ်သူတွေကြားတယောက်နဲ့တယောက်ကြားတန်တရားတွေထည့်ပြီးဖန်တီးပေးတာမျိုးများစွာရှိပါတယ်ဒါဆိုရင်အနာဂတ်မှာ relationship တွေတည်ဆောက်ခြင်းဟာစိတ်ပျက်စရာအထိဖြစ်နေပြီလားမျောလင့်ချက်တွေကိုဆွန့်လွတ်လိုက်ရတော့မလားစတဲ့မိကုန်းတွေကိုအတူတူရှာဖွေလေ့လာကြည့်အောင်ကျမတို့ဟာတယောက်နဲ့တယောက်ဘယ်လိုလေ့လာကြပါသလဲအမျိုးသားတွေကိုကြည့်မယ်ဆိုလို့ရှိရင်အမျိုးသားတွေကအမျိုးသမီးတယောက်ကိုလေ့လာတဲ့အခါဒီမျိုးသမီးနဲ့ရင်းနှီးအောင်လုပ်ပြီးမှအပြန်အလှန်ဆက်ဆံပြောဆိုခြင်းကိုကြည့်ပြီးလေ့လာကောက်ချက်ချတာလားဒါမှမဟုတ်ရင်ကိုယ့်ထက်အသက်ကြီးတဲ့ကိုယ်ဟာစံပြထားရတဲ့အမျိုးသားတယောက်ရဲ့အမျိုးသမီးတွေအပေါ်အမြင်သူ့ရဲ့ပြောဆိုချက်တွေကိုအခြေခံပြီးတော့ကောက်ချက်ချကြတာလားနှစ်ခုလုံးဖြစ်နိုင်ပါတယ်အမျိုးသမီးတွေအနေနဲ့ကရောအမျိုးသားတွေပေါ်မှာယုံကြည်ကြရဲ့လားအမျိုးသားတို့ကသူနဲ့သက်ဆိုင်သူအမျိုးသမီးတို့ကိုထိလက်ရောက်ထိခိုက်နာကျင်စေတာမျိုးမရှိတာကိုကြည့်ပြီးတော့အမျိုးသားအလုံးကဒီလိုပါလို့ယုံကြည်ဖို့ဆိုတာအမျိုးသမီးတွေတက်ကခက်ခဲပါတယ်အမျိုးသမီးတွေကတော့အမျိုးသားတွေနဲ့နှိစက်ဖို့အကြောင်းတွင်ခန္ဓာကိုယ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံမှုရှိဖို့ကိုအမြဲဦးစားပေးသတိထားတတ်ကြပါတယ်အမျိုးသမီးတွေနဲ့အမျိုးသားတွေကြားထဲမှာလွဲမားနေတဲ့နားလည်မှုကတော့အမျိုးသားတွေအနေနဲ့အမျိုးသမီးတွေကိုစိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ပတ်သက်ပြီးတန်တရားရှိကြသလိုအမျိုးသမီးတွေကလည်းခန္ဓာပိုင်းရုပ်ပိုင်းဆိုင်ရာလုံခြုံမှုမရမှာကိုအယံဆိုရင်ကြပါတယ်ဒါကတော့အမျိုးသမီးတိုင်းအမျိုးသားတိုင်းမှာရှိနေတဲ့စိုးရိမ်စိတ်တွေတွေးခေါ်တွေတော့မဟုတ်ပါဘူးဒါပေမဲ့ဒါတွေက social media တွေပေါ်မှာအများပြောဆိုနေကြတဲ့အတွေးခေါ်တွေဖြစ်ပါတယ်အဲ့ဒီတော့ဒီလိုအမျိုးသမီးအမျိုးသားတွေအချင်းချင်းတွေကြားထဲမှာလွဲမှားနေတဲ့နားလည်မှုတွေရှိတယ်ပြီးတော့ social media ပေါ်ကသတင်းတွေအကြောင်းအရာတွေကလည်းအထီးကျန်နေတဲ့သင်ကိုစိုးရိမ်စိတ်တွေဖြစ်အောင်တန်တရားတွေများတဲ့အခြေအနေကိုတွန်းပို့တတ်ကြပါတယ်နောက်တစ်ခုကကိုယ်ပတ်ဝန်းကျင်မှာအမျိုးသမီးတွေရဲ့ညှင်းပယ်ခြင်းကိုကြုံရတဲ့အမျိုးသားတွေအားကိုးလို့မရတဲ့အမျိုးသားတွေနဲ့တွေ့ဆုံခဲ့ရတဲ့အမျိုးသမီးတွေသူတို့တွေရဲ့မခံကျင်စိတ်တွေနာကြီးစိတ်တွေကိုလက်ဆင့်ကမ်းပြီးတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းမှာရှင်သန်ရခြင်းဖြစ်နိုင်ပါတယ်ဒါတွေကြောင့်ပဲသင်ကအထီးကျန်နေသည့်တိုင်အောင် relationship ဆိုတာကိုကျမ်းမာစွာတည်ဆောက်ဖို့မဖြစ်နိုင်ဘူးဆိုတဲ့ကောက်ချက်နဲ့မျှော်လင့်ချက်မဲ့လာတာမျိုးခံစားရတတ်ပါတယ်။နည်းပညာခေတ်ဆိုတဲ့အတိုင်းပဲ smartphone တွေကကျမတို့အတွက်အချစ်ကိုရှာဖွေဖို့နည်းလမ်းတွေအများကြီးနဲ့အထောက်အကူပေးနိုင်ပါတယ်။ဖုန်းကနေ dating app တွေသာမကလူသစ်တွေနဲ့တွေ့ဆုံမှုအခွင့်အလမ်းတွေရနိုင်ပါတယ်။အခုချိန်မှာတော့ AI တွေကိုစတင်အသုံးပြုနေကြပေမဲ့ relationship ဆိုတာဟာခံစားချက်ပေါ်အခြေခံပြီးလူချင်းချင်းကြားတည်ဆောက်ရတဲ့အရာဖြစ်ယုံကြည်မှုတွေရှိနေကြဆဲဖြစ်ပါတယ်။အနာဂတ်မှာဆိုရင်တော့ AI တွေကလူတယောက်အနေနဲ့အစားထိုးခံလာရနိုင်ခြေတွေရှိနေပါတယ်။လူတယောက်လိုပဲပြန်တတ်တဲ့ programs တွေ romantic relationship ပုံစံအတိုင်းစကားပြန်ပြောတတ်တဲ့ AI program တွေကိုပါထည့်သွင်းစဉ်းစားပြီးစိတ်ပူရမှာဖြစ်ပါတယ်။ဗီဒီယိုရဲ့အစမှာပြောထားသလိုပဲလူတွေကတယောက်နဲ့တယောက်ပေါ်တန်တရားတွေရှိနေခြင်းကပဲအခုပြောတဲ့ AI တွေ program တွေဒါတွေပေါ်မှာတာယာလာကြပါတယ်လူတယောက်ကပေးနိုင်တဲ့အန္တရာယ်တွေဒီ AI program တွေကပေးနိုင်ခြင်းမရှိတာကြောင့်လူတွေကိုယ်တိုင်ကလည်းအစားထိုးအသုံးပြုလာနိုင်ကြပါတယ်ဒီလိုအစားထိုးမှုတွေကအနာဂတ်မှာ relationship တွေတက်ဆိုလို့ရှိရင်လူချင်းတွေ့ဆုံမှုနဲ့အိမ်အောင်ပြုမှုနှုန်းကျဆင်းတာလူချင်းချင်း relationship တည်ဆောက်ဖို့ကိုခက်ခဲမှုတွေပိုများလာမှာဖြစ်ပါတယ်ဒါကလူတွေရဲ့ဘဝမှာ
ပျော်ရွှင်ခြင်းနှမှုကိုရှာဖွေခြင်းမှာကြီးမားတဲ့ပြဿနာဖြစ်နေပါတယ်လူချင်းချင်းကြားမှာတိဆောက်တဲ့ရေရှည်တည်မြဲတဲ့ relationship တွေဟာဘဝကိုပျော်ရွှင်ခြင်းနဲ့နိုင်မှုအတွက်ကောင်းကျိုးတွေပေးနိုင်ပါတယ်အနာဂတ်မှာတော့လူတွေဟာအရင်ကလူတွေလောက်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှုရာခိုင်နှုန်းနည်းသွားမဲ့သဘောဖြစ်နေပါတယ်အခုလက်ရှိမှာဆိုရင်ပဲ social media နဲ့ dating app တွေကလူတွေကိုတွေ့ဆုံဖို့အခွင့်အလမ်းဖန်တီးပေးပေမဲ့လူတွေချင်းချင်းကြားမှာတိဆောက်ထားတဲ့ဆက်ဆံရေးတွေဟာအပေါ်ယံဖြစ်နေစေပါတယ် relationship ပုံစံတွေဟာလည်းကွဲပြားမှုတွေများစွာရှိလာပါတယ်ထူးခြားတဲ့နားလည်မှုတွေနဲ့တိဆောက်လာတာတွေရှိပါတယ် partner တဦးထပ်ပိုးပြီးရှိတာကိုနှစ်ဦးနှစ်ဖက်စလုံးကနားလည်ပေးတတ်တဲ့ပုံစံတွေ open relationship တွေ sugar daddy ဆိုတဲ့ဟာမျိုးတွေ online relationship နဲ့ AI နဲ့ relationship ဖြစ်တဲ့ပုံစံတွေဆိုပြီးတော့ပို့ပြီးတော့များလာတာကိုတွေ့ရပါတယ်အများစုမဟုတ်သေးပေမဲ့လူတွေကြားမှာရေပန်းစားလာတာကိုကြားနေရပါတယ်လူတွေကဟိုအရင်က relationship တိဆောက်တဲ့ထုံးတမ်းစဉ်လာတွေကိုဖောက်ဖျက်လာကြပါတယ်အဲ့ဒီတော့အများရန်ခင်းနောက်ပြန်ဆွဲတာဟိုအရင်ကအတိုင်းမပြောင်းမလဲပဲရှိနေတာဟာပိုကောင်းတယ်လို့ဆိုလိုတာမျိုးတော့မဟုတ်ပါဘူးအခုဆိုရင် LGBT relationship တွေကိုပိုပြီးနားလည်လက်ခံပြလာတာတွေကလူဖွဲ့စည်းတွေကလူအများစုရဲ့စိတ်ကျန်းမာရေးအတွက်အလွန်ကောင်းတဲ့ပြောင်းလဲမှုတွေဖြစ်ပါတယ်ဒါပေမဲ့ဘယ်လို relationship တွေမှာပဲဖြစ်ဖြစ်အရေးကြီးတာကတော့သစ္စာရှိမှုစစ်မှန်တဲ့ယဉ်ကျေးကျင့်နာမှုအားစိုက်ထုတ်မှုပြီးတော့တူညီတဲ့တန်ဖိုးထားမှုတွေဖြစ်ပါတယ်ဒါတွေဟာဆိုရင်ကျင့်တဲ့ပျော်ရွှင်မှုကိုရှာဖွေဖို့အတွက်အရေးကြီးတဲ့အရာတွေဖြစ်ပါတယ် relationship မှာကျင့်တဲ့ပျော်ရွှင်မှုဆိုတာဟာလေဘဝကိုကျင့်တဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ခြင်းရဲ့အစိတ်ပိုင်းပဲဖြစ်ပါတယ်အဲဒီတော့အနာဂတ်ကမ္ဘာကိုလှမ်းကြည့်တဲ့အခါဒါတွေကိုတိဆောက်နိုင်မှုအတွက်ကိုစိုးရိမ်စရာတွေများစွာရှိနေပါတယ်အခုခေတ်အနေထားရဆိုရင်ကျွန်တော်တို့ဟာအထီးကျန်မှုကိုထမ်းပိုးထားကြရပြီးတော့အနာဂတ်မှာနည်းပညာပိုတိုးတက်တဲ့အချိန်ကိုလှမ်းကြည့်တဲ့အခါမှာလည်း AI တွေကနေရာယူလာတဲ့ကမ္ဘာကြီးကိုမြင်ရပြီးစိတ်တက်ကြစရာတွေဖြစ်လာပါတယ်ဒါဆိုရင်လူချင်းချင်းကြားတွေကစစ်မှန်ပြီးတန်ဖိုးရှိတဲ့ relationship တွေရဲ့အဆုံးသတ်အချိန်များဖြစ်နေပြီလားဘာလို့လဲဆိုတော့ခုခေတ်မှာတိစောက်ကြတဲ့ relationship တွေဟာ dating app တွေ online တွေ့ဆုံမှုတွေကိုများစွာအခြေခံနေလို့ပဲဖြစ်ပါတယ်ဒီလိုပြောလို့ dating app တွေ online တွေ့ဆုံမှုတွေကနေစစ်မှန်တဲ့ relationship ကိုမတိဆောက်နိုင်ဘူးလို့မဆိုလိုပါဘူးဒါတွေကနေတစ်ဆင့်ကျမ်းမာပျော်ရွှင်တဲ့အောင်မြင်တဲ့ relationship တွေကိုတိဆောက်သွားနိုင်ကြရတဲ့သူတွေများစွာရှိပါတယ်တတိထားရမယ့်အရေးကြီးတဲ့ချက်ကတော့ကျမ်းမာတဲ့ပတ်ဝန်းကျင်လူအတိုင်းဝိုင်းကိုထိန်းသိမ်းထားဖို့ကအရေးကြီးပါတယ်ကျောင်းတက်နေတဲ့သူတွေကကျောင်းမတက်တဲ့သူတွေထက်ပိုပြီးတော့ကျမ်းမာတဲ့ relationship လူမှုရေးအလေးအကျင့်တွေကိုပိုပြီးကျင့်သုံးနိုင်ကြတယ်လို့ဆိုပါတယ်ကိုကကျောင်းတက်နေတာမဟုတ်တဲ့အခါမှာလည်းစိတ်ပြတ်စရာမဟုတ်ပါဘူးကိုရဲ့ဝါသနာပါတဲ့အရာနဲ့ပတ်သက်တဲ့လူတွေအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပါဝင်ပြီးတော့ပိုမိုကောင်းတဲ့လူမှုဆက်ဆံရေးတွေတည်ဆောက်နိုင်ပါတယ်social media တွေပေါ်မှာသာမဟုတ်ပဲပြင်ပကလူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုတည်ဆောက်ခြင်းကစစ်မှန်တဲ့ relationship တွေကိုတည်ဆောက်နိုင်မှုဥတီလမ်းကြောင်းပေးနိုင်ပါတယ်အဓိကလှုပ်ဆောင်ရမယ့်အရာကတော့ဖြစ်နိုင်ခြေရှိတဲ့တကားတွေကိုဖွင့်ထားပေးဖို့ပဲဖြစ်ပါတယ်အနာဂတ်ကမ္ဘာရဲ့ဖြစ်နိုင်ခြေရှိတဲ့ modern relationship ကိုစဉ်းစားပြီးတော့စိတ်ပူနေမဲ့စားအကောင်းဆုံးမျှော်လင့်ချက်တွေထားဖို့လိုအပ်ပါတယ်ခုချိန်မှာ relationship ကိုကျန်းမာစွာတည်ဆောက်နိုင်မှုအတွက်ဆိုရင်မိမိကိုယ်ကိုအကောင်းဆုံးပုံစံအဖြစ်တည်ဆောက်ခြင်းကနေစတင်ပါအကောင်းမြင်စိတ်တွေနဲ့ရှင်သန်ခြင်းကနေစတင်လိုက်ပါတခြားຢာတွေကနောက်ကနေလိုက်လာပါလိမ့်မယ်အနာဂတ်မှာ AI အနေနဲ့ relationship တွေကိုစိတ်မပူပဲအခုလက်ရှိချိန်မှာစစ်မှန်တဲ့ relationship တွေကိုတည်ဆောက်ဖို့ပြင်ဆင်လိုက်ပါ social media ကနေတစ်ဆင့်မဟုတ်ပဲပြင်ပမှာလူတွေနဲ့တွေ့ဆုံမှုကိုဝင်မလေးပါနဲ့ချမ်းမာတဲ့လူမှုအတိုင်းဝိုင်းကိုပါဝင်ဖန်တီးတည်ဆောက်ခြင်းအပြင်စစ်မှန်တဲ့ relationship ကိုတည်ဆောက်ရယူနိုင်မှာဖြစ်ပါတယ်လူတိုင်းအထီးကျန်ခြင်းကင်းဝေးပြီးတော့ကျင့်တဲ့ပျော်ရွှင်သော relationship နဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့စိတ်ကနေပြီးတော့ဆန္ဒပြုလိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်